တော့မစိုးရင်ဒေါက်တာပုရပီရဖြစ်ပါတယ်နော်ထာခေါင်းဆောင်မှုပညာတက္ကသိုလ်နော်ဒါ Leadership University ရဲ့ Founder and President ဖြစ်ပါတယ်အဲ့တော့အခုခီးစဉ်ကတော့ညောင်ရွှေအင်းလေးဒေသမှာရှိတဲ့ဘုန်းကြီးရန်တော်ပေါင်း90လောက်ကိုခေါင်းဆောင်မှုစီမံခန့်ခွဲမှုသာသနာပြုဆွေးနွေးတဲ့3ရက်တော့ချစ်ကြလာကြတာဖြစ်ပါတယ်သူရဲ့ရွာငံလမ်းကတောင်တန်းဒေသလေးဟာဘုန်းတို့လှပတဲ့ရှုခင်းတွေကိုဘုန်းတို့ကြည့်ရှုခန်းစားနေတာဖြစ်ပါတယ်အဲ့တော့ဘုန်းကတော့အခုခီးစဉ်မှာပို့ချမဲ့သင်တန်းကောင်းစဉ်ကတော့ systematic and sustainable development of monasteries ဆိုတဲ့ကောင်းစဉ်နဲ့ဘုန်းတို့ပို့ချမှာဖြစ်ပါတယ်ဘုန်းကြီးရန်တော်များရဲ့ကျောင်းတိုက်တွေစီမံခန့်ခွဲမှုကောင်းကောင်းနဲ့စနစ်ကျဖို့ရည်ရှိတည်တံ့ခိုင်မြဲဖို့ဆိုတဲ့အခုပြောင်းလဲမှုတစ်ခုကိုဘုန်းတို့ကြိုးပမ်းအားထုတ်နေတာဖြစ်ပါတယ်ဘုန်းကိုယ်တိုင်လည်းပဲနော်ဒါခေါင်းဆောင်မှုပညာတက္ကသိုလ်ကိုတည်ထောင်ပြီးတော့မှဘုန်းရဲ့ကျောင်းတိုက်ဘုန်းရဲ့တက္ကသိုလ်ကိုလည်းပဲစီမံခန့်ခွဲမှုပညာရပ်တွေနဲ့စနစ်ကျတဲ့ကျောင်းတိုက်တိုင်းရည်ရှိတည်တံ့ခိုင်မြဲတဲ့ကျောင်းတိုက်တိုင်းဖြစ်အောင်ဘုန်းတို့ကြိုးပမ်းအားထုတ်ရရှိပါတယ်ဘုန်းတို့ကိုရင်များကျောင်းသားများလက်တွေ့ကျောင်းသားများအခုလောက်တဲ့ကျောင်းတိုက်တိုင်းဖြစ်အောင်ကြိုးပမ်းအားထုတ်ရရှိပါတယ်အဲ့တော့ဘုန်းတို့သာသနာတော်ပြည်ကြီးမှာနော်ကျောင်းတိုက်တွေများစွာမြန်မာနိုင်ငံမှာရှိပါတယ်အဲ့တော့စနစ်ကျတဲ့ကျောင်းတိုက်ဘယ်နှတိုက်ရှိပါသလဲရှေးတည်တံ့ခိုင်မြဲအောင်စီစဉ်ထားတဲ့ကျောင်းတိုက်ဘယ်နှတိုက်ရှိပါသလဲဒါကအခုမေကွန်ဖြစ်ပါတယ်เนาะဒီမေကွန်ကိုကြည့်ရှုနေကြတဲ့ဘုန်းကြီးရန်တော်များဖြစ်ဖြစ်လူပုဂ္ဂိုလ်များဖြစ်ဖြစ်ဖြည့်ဆိုကြည့်လို့ရပါတယ်စနစ်ကျတဲ့ကျောင်းတိုက်တိုက်အဖြစ်စီမံခန့်ခွဲမှုပညာရပ်တွေနဲ့တည်ဆောက်လို့ရတယ်ဆိုတာကိုလက်ခံပါသလားsustainable ဆိုတဲ့ရေရှည်တည်တံ့ခိုင်မြဲအောင်လည်းပဲစီမံခန့်ခွဲမှုပညာရပ်တွေနဲ့မဟာဗျူဟာမြောက်တည်ဆောက်လို့ရတယ်ဆိုတာကိုယုံကြည်လက်ခံပါသလားကျေးဇူးတင်ပါတယ်